နေကောင်းကြရလားရှင်ကျမကပြီးပါပါဒီနေ့ဇန်နဝါရီလ23ရက်နေ့အတွက်လူမှုပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့သတင်းစကားတွေကိုအချိန်နဲ့တပြေးညီနားဆင်နိုင်ဖို့ Thailand Press Daily Podcast အစီအစဉ်ရောက်ရှိလာပါပြီဒီနေ့မှာတော့ဘလို့ထူးခြားတဲ့အကြောင်းအရာတွေပါဝင်လဲဆိုတာအတူတူနားဆင်ကြည့်ကြရအောင်ပါအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်ပြည်တံကနေကင်းလွတ်ခွင့်ရအောင်မြန်မာစစ်တပ်ကကြိုးပမ်းနေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကတတိပေးပြောကြားလိုက်ပါတယ်။ဇန်နဝါရီလ20ရက်နေ့ကအမေရိကန်ပြည်ထောင်စုကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်တဲ့အစည်းအဝေးအတွင်းအခုလိုပြောဆိုလိုက်တာပါ။နယူးယောက်မြို့ကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်တဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများကာကွယ်ရေးနဲ့ပြစ်ပေးရေးဆိုင်ရာပြည်ပဆိုင်ရာဘောဓုစာချုပ်ပေါ်ပေါက်လာရေးအကျိုးပြင်ဆင်မှုညီလာခံမှာတန်အမတ်ကြီးဦးကျော်မိုးထွန်းကမြန်မာစစ်တပ်ရဲ့လုပ်ရက်တွေကိုထောက်ပြခဲ့တာဖြစ်ပါတယ်။တန်အမတ်ကြီးကပြောကြားရာမှာဂမ်ဘီယာနိုင်ငံနဲ့မြန်မာနိုင်ငံအကြား ICJ မှာရင်ဆိုင်နေရတဲ့အမှုဟာစစ်တပ်ကအပြစ်ကရနေလွတ်မြောက်ဖို့စ조사နေတာကိုပြသနေတဲ့တာတကားတစ်ခုပဲလို့ဆိုပါတယ်။နိုင်ငံတကာမှာခုလိုရာဇဝတ်မှုတွေနဲ့ပတ်သက်တဲ့တိကျတဲ့စာချုပ်တရက်မရှိသေးတာကိုအခွင့်ကောင်းယူပြီးအကြမ်းဖက်စစ်အုပ်စုကရိုဟင်ဂျာတွေပေါ်ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကနေလွတ်မြောက်ခွင့်ရဖို့စ조사နေတာလို့တတိပေးလိုက်ပါတယ်။ဒါအပြင်စစ်ကောင်စီကကျင်းပဖို့ပြင်နေတဲ့အတူအယောင်ရွေးကောက်ပွဲတွေနဲ့ပတ်သက်ပြီးတော့လဲလူသားမျိုးနွယ်ပေါ်ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကိုတရားဝင်မှုမရှိတဲ့ညတာမှုမရှိတဲ့အတူအယောင်ရွေးကောက်ပွဲတွေနဲ့ဖုံးကွယ်လို့မရပါဘူး။စစ်အုပ်စုကသူတို့ရဲ့ရာဇဝတ်မှုတွေကိုဖုံးပြီးဖို့ဘလောက်ပဲစ조사ပါစေအပြည်ပြည်ဆိုင်ရာဥပဒေအရအပြစ်ပေးခံရမှုကနေရှောင်လွဲနိုင်မှာမဟုတ်ပါဘူးလို့ထည့်သွင်းပြောဆိုခဲ့ပါတယ်။တန်မတ်ကြီးဦးကျော်မိုးထွန်းကဆက်လက်ပြီးကြီးလေးတဲ့ရာဇဝတ်မှုတွေအတွက်လူတဦးချင်းစီမှာတာဝန်ရှိတယ်ဆိုတဲ့မူဝါဒဟာအင်မတန်အရေးကြီးကြောင်းဒါကြောင့်လဲလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဆိုင်ရာဥပဒေမူပေါင်းကိုပုံမခိုင်မာအောင်လှုပ်ဆောင်ဖို့လိုအပ်တယ်လို့ထောက်ပြပါတယ်။အထူးသဖြင့်အခုပြင်ဆင်နေတဲ့ဥပဒေမူကြမ်းမှာရာဇဝတ်မှုကျူးလွန်တယ်လို့တန်တရားရှိသူတွေဟာအခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့နယ်နိမိတ်အတွင်းကိုရောက်ရှိလာရင်အရေးယူဆောင်ရွက်နိုင်မယ့်အစီအမံတွေပါဝင်လာတာကိုကြိုဆိုတယ်လို့ဆိုပါတယ်။ဒါဟာရာဇဝတ်မှုကြောင့်ထိခိုက်ခံရသူတွေအတွက်လက်တွေ့အတုံးတဲ့လာမယ့်အခြေအနေဖြစ်တယ်လို့လည်းသူကမှတ်ချက်ပြုခဲ့ပါတယ်။လက်တလုံးမှာတော့ ICJ တရားရုံးမှာဂမ်ဘီယာနိုင်ငံနဲ့မြန်မာစစ်တပ်တို့ကြားရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးနှစ်ဖက်ကြားနာစစ်ဆေးမှုတွေကိုဒီဇန်နဝါရီလအတွင်းမှာဆက်လက်လှုပ်ဆောင်နေပါတယ်။ဆက်လက်ပြီးနားဆင်ရမယ့်သတင်းကတော့တရုတ်ဆောင်တင်စာဝင့်ကျော်ဟာကမာရွတ်ရဲစခန်းမှာရာဇသက်ကြီးပုံမှ194ကကြီးနဲ့အမှုဖွင့်ထားခံရတယ်လို့သိရပါတယ်။ဒီအမှုဟာရဲရေးပိုင်တဲ့အမှုဖြစ်တာကြောင့်လက်ရှိမှာတော့အာမခံရရှိထားလို့အမှုပညာအတိုင်းဝိုင်းကဆိုပါတယ်။တရုတ်ဆောင်တင်စာဝင့်ကျော်ကိုအခုလိုအမှုဖွင့်လိုက်တာသူမရဲ့ဝတ်စားစင်ရင်မှုနဲ့ကပြဖြိုပြမှုတွေအပေါ်စစ်တပ်ထောက်ခံသူတွေရဲ့ပြစ်တင်ဝေဖန်မှုတွေပြင်းပြင်းထန်ထန်ပေါ်ထွက်လာပြီးနောက်မှာဖြစ်ပွားခဲ့တာပါအမြင်မတင့်တယ်တဲ့ဝတ်စားစင်ရင်မှုတွေနဲ့မတင့်လျော်တဲ့အကအလတွေရှိတယ်ဆိုတဲ့ဆွဆက်ချက်တွေနဲ့အရေးယူဖို့စော်ဩခံခဲ့ရပြီးနောက်မှာအခုလိုအမှုဖွင့်ခံရတာလို့အမှုပညာရှင်တချို့ကပြောပါတယ်တင်စာဝင့်ကျော်ဟာပြီးခဲ့တဲ့2022ခုနှစ်ဒီဇင်ဘာလက Electronic ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုံမှန်33ကကြီးနဲ့ထောင်ဒဏ်9နှစ်ချမှတ်ခံရသူဖြစ်ပြီး2025ခုနှစ်ဇန်နဝါရီလ4ရက်နေ့ကမှအင်းစိန်ထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့တာပါအခုတော့ပြန်လွတ်လာပြီးတစ်နှစ်အကြာမှာနောက်ထပ်အမှုတစ်ခုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်အခုအမှုဖွင့်ခံထားရတဲ့ရာဇသက်ကြီးပုံမှန်194ဟာအများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာညဉ့်ညမ်းတဲ့တခြင်းကြပြဒါမှမဟုတ်စကလုံးတွေပြောဆိုတာတူတပားကိုစိတ်ညှို့ညင်အောင်ပြုလုပ်တာတွေနဲ့အကျုံးဝင်ပါတယ်ဒီပြစ်မှုအတွက်အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ထောင်ဒဏ်3လဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရက်2ခုလုံးဖြစ်စေချမှတ်ခံရပါတယ်လက်ရှိမှာတော့တင်စာဝင့်ကျော်ဟာရဲစခန်းမှာတွားရောက်ရှင်းလင်းထားပြီးအာမခံရရှိထားတယ်လို့နားလည်ရပါတယ်ဒါအပြင်တင်စာဝင့်ကျော်နဲ့အတူတွဲဖက်ကပြခဲ့သူတချို့လည်းနောက်ထပ်အမှုဖွင့်ခံရနိုင်ခြေရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။
ရန်ကုန်တိုင်းတကုံမြို့တစ်စိတ်ကမ်းမြို့နယ်အခြေဆိုင်ပရဟိတအတင်းဥက္ကဋ္ဌတဦးကအသက်18နှစ်အရွယ်အသင်းဝင်မိန်းကလေးငယ်တဦးကိုမတိန်ကျင့်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။လက်ရှိမှာတော့ကျူးလွန်သူကိုအမှုဖွင့်တိုင်တန်းထားတယ်လို့သိရပါတယ်။ပရဟိတနာမည်ခံပြီးခုလိုကြီးလေးတဲ့ရာဇဝတ်မှုကျူးလွန်ခဲ့သူကတော့တကုံမြို့တစ်စိတ်ကမ်းမြို့နယ်စပြူအေးဗုဒ္ဓတာသနာကုသိုလ်ပြုပရဟိတအသင်းရဲ့ဥက္ကဋ္ဌမြတ်စံခေါ်စိုင်းမြအောင်ဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဇန်နဝါရီလ1ရက်နေ့ကစတင်ခဲ့တာပါ။မြတ်စံဟာလိုင်းတာယာမြို့နယ်မှာအလုပ်ကိစ္စရှိတယ်လို့အကြောင်းပြပြီးအသက်18နှစ်အရွယ်အသင်းဝင်မိန်းကလေးကိုဖုန်းဆက်ခေါ်ဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့နေအိမ်မှာပစ္စည်းကြံခဲ့လို့ဝင်ယူမယ်ဆိုပြီးသူ့ရဲ့နေအိမ်ကိုလဲစားခေါ်ဆောင်သွားကမတိန်ကျင့်ခဲ့တယ်လို့သိရပါတယ်။ဒါတင်မကသေးပဲကျူးလွန်သူမြတ်စံဟာဒီအကြောင်းကိုတယောက်ကိုပြန်ပြောရင်တပ်ပစ်မယ်လို့မိန်းကလေးငယ်ကိုချိန်ချောက်ထားခဲ့ပါသေးတယ်။ဒီဖြစ်စဉ်ဟာဇန်နဝါရီလ16ရက်နေ့မှာတော့အမှန်တရားပေါ်ပေါက်လာခဲ့ပါတယ်။မိန်းကလေးငယ်ကပိုက်နာတယ်လို့အတော်ဖြစ်သူကိုပြောပြရာကနေစစ်စေးမင်းမြန်ရင်ဒီစိတ်မကောင်းစရာဖြစ်ရက်ကိုတည်ရှိခဲ့ရတာပါ။အဆိုပါစပြူအေးပရဟိတအတင်းဟာပြည်နယ်နဲ့တိုင်းP2Pအုပ်စုဝင်အတင်းတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။ခုလိုအသက်မပြည့်သေးတဲ့မိန်းကလေးငယ်အပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုနဲ့ပတ်သက်ပြီးကျူးလွန်သူကိုထိရောက်စွာအရေးယူနိုင်ဖို့မိသားစုဝင်တွေနဲ့အတိုင်းဝိုင်းကကြိုးပမ်းနေကြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းကောလင်းမြို့နယ်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်6ဦးအပါအဝင်စုစုပေါင်း10ဦးကြာဆုံးသွားပါတယ်။ဝန်တုံမျိုးဘက်ကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့ယာယီစကန်တစ်ခုဘုံကျဲခံရတာဖြစ်ပြီးတန်ရာရရှိသူတွေလည်းရှိနေပါတယ်။မနေ့ကဇန်နဝါရီလ20ရက်ညနေ4နာရီခွဲဝန်းကျင်မှာကောလင်းမြို့နယ်ဝက်စာကုန်းကျေးရွာကတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ယာယီထိုင်စခန်းကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဟာဝန်တုံမြို့နယ်ဘက်ကနေအင်အား200လောက်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်ဖို့အတွက်ရဲဘော်တွေစုဖွဲ့ပြင်ဆင်နေချိန်မှာအငိုက်မိတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ကမ်ဘလူခရိုင်လှုပ်ရှားအဖွဲ့ကရဲဘော်6ဦးကောလင်းမြို့နယ်အနောက်ချမ်းပကပအဖွဲ့ကထောက်ပို့တာဝန်ခံ2ဦးနဲ့ပြည်သူ2ဦးစုစုပေါင်း10ဦးကြာဆုံးခဲ့ရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ16ရက်နေ့ကလည်းဝန်တုံမြို့နယ်ညောင်ပင်တာရွာကနေကောလင်းမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ထိပ်တိုက်တွေ့ပြီးရဲဘော်9ဦးနဲ့ပြည်သူ2ဦးကြာဆုံးခဲ့ပါသေးတယ်။လက်ရှိမှာတော့အဆိုပါအင်အား200ခန့်ပါစစ်ကောင်စီစစ်ကြောင်းဟာကောလင်းနဲ့ဝန်တုံမြို့နယ်အစပ်မှာဆက်လက်စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပုံမှန်ပြင်းထန်လာနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့သတင်းတွေကတော့ဒီနေ့အတွက်Thailand Press ရဲ့သတင်းစကားတွေပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့သတင်းတွေနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းအောက်က comment box မှာလွတ်လပ်စွာဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။